အခုဒီမှာကျွန်တော်ပြထားတဲ့ဗီဒီယိုဖိုင်လေးကတော့เนาะလင်ကြီးလုတ်တဲ့သူကနေပြီးတော့သူ့ရဲ့မိမလုတ်တဲ့သူကိုလင်ငယ်လက်ထဲကိုအပ်တာဘာလို့ဒီလိုမျိုးအပ်ရတာလဲဆိုလို့ရှိရင်သူတို့လင်မယားနှစ်ယောက်တာကျွန်တော်လင်မယားသဘောတဘာဝပေါ့เนาะစကားများကြတာစကားများရန်ဖြစ်ပြီးတော့အိမ်မော်ကနေမယားလုတ်တဲ့သူကဆင်းသွားတယ်အဲ့လိုမျိုးဆင်းသွားတဲ့အခါမှာကျွန်တော်လင်ကြီးလုတ်တဲ့သူကလည်းဒါ3ရက်ကြာပြီဆိုတော့ပြန်ပေါင်းမယ်ပေါ့เนาะအဲ့တော့ကလေးနှစ်ယောက်လည်းရှိသေးတယ်ဆိုတော့ပြန်ပေါင်းမယ်ဆိုပြီးတော့လုတ်တဲ့ချိန်မှာသူ့ရဲ့မိမလုတ်တဲ့သူကနောက်ထပ်လင်တစ်ယောက်ကိုချက်ချင်းလက်ငင်းရသွားတာကံပွင့်သလားဒါမှမဟုတ်အရင်ကတည်းကပေါ့နော်စီစဉ်ရှိသလားဒီလိုမျိုးစီစဉ်ပြီးတော့အိမ်မော်ကပဲဆင်းသွားတာလားတော့မသိဘူးကောင်မလေးကလည်းငငယ်ပဲရှိသေးတယ်လင်ငယ်ကလည်းငငယ်ပဲရှိသေးတယ်လင်ကြီးလည်းငငယ်ပဲရှိသေးတယ်နော်အဲ့တော့လင်ကြီးကကျွန်တော်တို့ငငယ်ရွယ်လေးနဲ့ပေါ့နော်ဒီလိုမျိုးစိတ်ကိုတီတီငင်ငင်လေးနဲ့ထားပြီးတော့သူမပိုင်ဆိုင်တော့ဘူးဆိုတဲ့မိန်းမကိုဒါလင်ငယ်လက်ထဲကိုအပ်တာဒါအရန်ကိုမှလေးစားစရာကောင်းတယ်။ဘာလို့လေးစားစရာကောင်းတာလဲဆိုလို့ရှိရင်ဒီလိုမျိုးအသက်ငယ်ငယ်ရွယ်ရွယ်လေးနဲ့ဗျာဒီလိုမျိုးကိစ္စဆိုတာကကျွန်တော်တို့တော်တန်ကိုလက်မခံနိုင်ဘူး။ဘာဖြစ်လို့လဲဆိုတော့ဒီလိုမျိုးမျက်နှာချင်းစုံရတဲ့အချိန်မှာကျွန်တော်ဒေါသတပုံတော့ထားကြမှာပဲဒေါသပုံထားကြမယ်။တယောက်နဲ့တယောက်ကတော့ဒါရိုက်နှက်ခြင်းတွေလည်းဖြစ်ကောင်းဖြစ်နိုင်တယ်။ဒါပေမဲ့လေကြီးလှုပ်တဲ့သူကဒီလိုမျိုးမဟုတ်ဘဲနဲ့စိတ်ကိုတီတီငင်ငင်လေးထားပြီးတော့သူ့ရဲ့မိန်းမလှုပ်တဲ့သူကိုအပ်လိုက်တာနော်လင်ငယ်လှုပ်တဲ့လက်ထဲကိုအပ်လိုက်တာအဲ့တော့သွားနော်နေကငါနဲ့မသက်ဆိုင်တော့ဘူးအဲ့တော့ငါနဲ့လည်းနေကလင်မယားမဟုတ်တော့ဘူးနင်းရဲ့လင်ငယ်နောက်ကိုနင်းလိုက်သွားဆိုပြီးတော့ဒါလွတ်ချလိုက်တာဗျာတကယ်လို့ဒီလင်ကြီးလုတ်တဲ့သူကပြန်ပေါင်းမဲ့ဆိုလို့ရှိရင်လည်းနောက်တစ်ချိန်နောက်ချိန်ပေါင်းများစွာမဖောက်ပြန်ဘူးလို့ပြောလို့မရဘူးဟုတ်တယ်မဟုတ်လားခြံခုံစားရှိတဲ့နွားခုံပါပဲနော်အဲ့တော့လင်ကြီးလုတ်တဲ့သူကဆွန့်လွတ်လိုက်ပြီနော်ဆွန့်လွတ်လိုက်တာဒါအရန်ကိုမှလေးစားစရာကောင်းတယ်ဒါကမှန်ကန်သောနီးလန်းလို့ကျွန်တော်ကတော့မြင်တယ်ဘာဖြစ်လို့လဲဆိုတော့ဒီလိုမျိုးလူတွေကဒီလိုမျိုးနဲ့ပဲတန်တယ်နော်ကိုရွေးချက်ခဲ့တဲ့လမ်းနော်ကိုရွေးချက်လိုက်ပြီဆိုရင်ကောင်းရင်လည်းဆက်ဆိုးရင်လည်းခံမယ်နော်ဒါလင်ကြီးလုတ်တဲ့သူကလည်းသူ့ရဲ့ကြွေးတွေကိုလည်းမဆက်ပြီးတော့ဘူးနော်နောက်ဖြစ်လာတဲ့ပြဿနာတွေကိုလည်းသူနဲ့မဆိုင်တော့ဘူးဆိုပြီးတော့ဒါလူကြီးတွေရှေ့မှာပဲဒါလင်ကြီးလုတ်တဲ့သူကပြောပြီးတော့ဒါသူ့ရဲ့မိန်းမကိုလင်ငယ်လက်ထက်အပ်လိုက်တာဒါအရန်ကိုမှလေးစားစရာကောင်းတယ်နော်အဲ့တော့ကောင်မလေးလုတ်တဲ့သူကလည်းဘယ်လိုမျိုးစိတ်နဲ့ဒီလိုမျိုးလုပ်ရတာလဲတော့ကျွန်တော်လည်းမပြောတတ်ဘူးနော်အဲ့တော့တက်လင်တမယားစနစ်ပဲကောင်းပါတယ်နော်ဘာဖြစ်လို့လဲဆိုလို့ရှိရင်တော့ကိုကိုမွေးပေးထားတဲ့အဖေဒီအမေဒီရဲ့မျက်နှာကိုကြည့်ရှုနော်ထောက်ပြီးတော့ကျွန်တော်တို့တက်လင်တမယားစနစ်ပဲကောင်းပါတယ်နော်ဘာဖြစ်လို့လဲဆိုလို့ရှိရင်ဒါကိုယ့်ရဲ့လင်ကလည်းကိုကိုရိုးတတလောက်ကန်ကျွေးနေတာဖြစ်တဲ့အတွက်ကြောင့်မလို့တမယားစနစ်နဲ့တွားတာပို့ပြီးတော့ကောင်းပါတယ်တကယ်လို့ကိုကဒီလင်ဒီမယားတယောက်နဲ့တယောက်အဆင်မပြေတော့ဘူးဆိုလို့ရှိရင်တယောက်နဲ့တယောက်ကွာရှင်းပြတ်ဆဲလိုက်ပြီးမှနောက်ထပ်တယောက်ကိုယူမယ်နောက်ထပ်အိမ်တော်တစ်ခုတီထောင်မယ်ပို့ပြီးတော့အဆင်ပြေပါတယ်ဒီလိုမျိုးလောက်တာတွေကအရန်ကိုမှကျွန်တော်အောက်တန်းကြပါတယ်